ပေးလိုက်တော့ဟုတ်ကျွန်တော်လည်းပို့ပေးမယ်လေမကြီးတော့ကွာရောဆက်ယူသွားတော့ကွာနော်ယောက်ျားလေးကမင်းကလေးတော့မော်စီစာဘက်ကိုတစ်ခေါက်ပြန်ရောက်ခဲ့ဖြစ်တာပေါ့ကျွန်တော်အခုမြင်နေရတဲ့တောင်ကတော့ကျွန်တော်ရာဒီချိန်တော့ဆိုလို့ရှိရင်တော့အဲ့မှာလောက်ကွက်လောက်တယ်ဗျာနော်ကြောက်တွေဘာတွေတော့တော်တော်လေးထွက်တဲ့တောင်လေးဖြစ်တာပေါ့ဒီအောက်မှာရှိတဲ့အိမ်ခြေလေးတွေမှာကျွန်တော်ကြောက်လေးလိုက်မေးကြည့်မယ်ဗျာလားကြောက်လည်းမရှိလားကိုတောက်ရှိတယ်ဒီမှာလည်းကလေးရှိလားဒီရှိမှာတော့လေးပါမရှိဘူးလားအဲ့လေရွာမှာကိုကလူပြိုလောက်တယ်ဆိုရအောင်မျိုးဒီနော်ဆက်ချော်လေးကတော့လာတယ်ဘယ်လောက်မှလဲလက်ဆုံးကတော့3လက်တော့ရမှာပါ2000ပေးလိုက်မယ်ရရင်တော့လောက်လိုက်နော်3000တော့မကြိုက်တော့ဘူး2000ပေးလိုက်โอเคနော်ဒီကောင်ကတော့ကျင်းထွက်ကြောက်ရှုံးနေရပဲလက်ဆက်လေးပေါ့ဘာကြောက်ရှိလားကိုကြောက်ကရှိရကိုခဏထိုင်အောင်လေကြောက်ရလာရနော်မလာရင်မပြဘူးကျွန်တော်တွက်ထီတော့မီးပွင့်နေဆိုတော့မော်စီစာအဝါသားနော်ဒီကောင်တော်တော်များရင်တော့ဒီကြောက်အရမ်းမိုက်ပြီးမတွေ့လားတော့ခွန့်ကြလို့တခုအနေထားနဲ့တွားမယ်ဗျာနော်ဘယ်တော့ပြောလဲကိုဒီကောင်က90လောက်ပြောတယ်ပေါ့ဘာလို့ကြိုက်သေးရှင်တော့ဖွင့်ကြည့်ပါ30လောက်တော့ကြိုက်တယ်နဲမှာကွယ်လောက်ကတော့စင်ပြေလောက်ကြီးရ40ဆိုတော့ဒီကောင်လာကြည့်မီးထောက်လိုက်ပြီဆိုလို့ရှိရင်တော့သူကဒီအထီကိုလိုက်ပြအတွင်းထဲမှာဒီကောင်ကအတွင်းဆန်းအတွင်းထဲမှာမဲနေရင်တော့စားမှာဒီကောင်လေးကတော့ဒါကြောက်ဘယ်လောက်ပြောလဲ15လောက်ပြောတယ်5သိန်းလောက်ကြိုက်တယ်ဒီကောင်ကတော့ဟိုကလောက40ပေးတာကျွန်တော်လည်းဘာမှတိတ်မပြောတော့အဲ့ကောင်45လောက်တော့လုပ်ပေးလိုက်40တော့ကြိုက်တယ်တို့အများကြီးခေါင်းရအောင်ပါကိုကြီး9သိန်းနဲ့ချလိုက်လုံးလိုက်တော့လေကိုကြီးနော်ဟာ40ပဲဟောပေးလိုက်တော့ယူလိုက်တော့ကျွန်တော်မိမလည်းမွေးတော့မှသွားတော့မယ်တော်မယ်အေးလာပြီဒါဆိုတော့ဒါ40ဟုတ်တယ်နော်ဟုတ်တယ်လောကအဲ့40ဟိုက9သိန်း40သိန်းလုံးခဏကျွန်တော်တရားမကြီးတော့ကွာရောဆက်ယူသွားတော့ကွာနော်ကျွန်တော်လည်းမကြီးတော့လောကသွားတော့မယ်ဟုတ်ပြီမဟုတ်ကျွန်တော်လည်းပို့ပေးမယ်လေရလောကဒီနားနေမယ်ဈေးကသွားလိုက်တော့မယ်ဒီမှာမွေးတော့ဖိုင်နာနေလို့လေကျွန်တော်လည်းပို့ပေးဟုတ်တကားပေးခဲလိုက်မနော်ဟုတ်ကဲ့လောကလာဒီကောင်ကတော့40နဲ့ပေါ့ဗျာနော်ကင်းတဲ့အနေထားထဲမှာတွေ့ရတယ်ဗျာဖန်ပေါက်တော့ပါတာပေါ့ဗျာနော်ထောက်လိုက်ဆိုရှင်တော့ဒီညာချရေကတော့မစိုးလို့ပြောမှာကိုမကကျွန်တော်ကပြန့်ကျဲဆိုတော့ကျွန်တော်ဒီကောက်တကွင်းစာအထိုင်ပေါ့ဗျာကွက်တီမီးတဲ့အနေထားထဲမှာရှိတာပေါ့ကြောက်စီကြောက်သားလေးတော်တော်လေးမြင့်တဲ့အနေထားထဲမှာရှိတယ်ဗျာနော်ဒါနောက်ထပ်တစ်လုံးရှိသေးတယ်တော့ကျွန်တော်9သိန်းဒီထဲမှာကျွန်တော်ဖြတ်လို့မှမဲသွားလို့ရှိရင်တော့ဒီကြောက်စားပြီနော်တန်းကောင်းတွေကအစဖွေးနေရပေါ့ဗျာနော်ကျွန်တော်ဖြတ်လိုက်ပြီဆိုလို့ရှိရင်အချက်တန်းကောင်းကောင်းဝယ်လို့ရှိရင်တော့ဒီကောင်က10ပိုင်းထဲမှာလုံနိုင်မဲ့အနေအထားမျိုးတွေမှာရှိရဗျာပြက်ခတ်ပြီးမှကျွန်တော်ကောင်းကောင်းပြန်ဆေးမှပေါက်ချက်ကောင်းကောင်းလေးကျွန်တော်ဖော်ဆောင်ချင်တယ်ဆိုလို့ရှိရင်လည်းဒါလေးကလည်းမစိုးဘူးပေါ့တော့ဒီနားလေးမှာသူကပန်းတစ်ပေါက်တော့ပါတယ်ဒီအပြင်ပေါ်မှာဆိုလို့ရှိရင်တော့ကျွန်တော်လက်ကောက်တကွင်းထိုင်မိတာပေါ့ဖြစ်တယ်တော့ထွက်လာပြီဆိုရှင်တော့ဒီကောင်လေးကရာပိုင်းထဲမှာရောက်သွားမဲ့ကြောက်လေးဖြစ်တာပေါ့ဗျာနော်ဒီနှလုံးထဲကိုကျွန်တော်ကိုမလို့စိတ်ဝင်စားဆိုလို့ရှိရင်ဆက်သွယ်လိုက်ပေါ့ဗျာဘာလို့မေးမလဲမသိဘူးနော်ကြားလေမင်းကလေးကြားလေမင်းကလေးပါသူကဟုတ်မလားလောင်းကွာအေးရောမင်းယောက်ျားလေးကမင်းကလေးတော့အေးဟုတ်ပြီ